အားလုံးမင်္ဂလာပါရှင်။စာပေလရဲ့ book review အစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်မကတော့ရှုံပါ။ဒီနေ့မှာတော့ရှုံကရှုံရဲ့ဒီ lifetime favorite လို့ပြောလို့ရတဲ့စာအုပ်လေးတစ်အုပ်နဲ့ညွှန်ဆိုပေးခြင်းပါတယ်။စာအုပ်လေးကတော့ဆရာမဂျူရေးသားထားတဲ့စုံနေရဲ့နဲ့လွမ်းနေခြင်းဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။စာအုပ်လေးရဲ့ခေါင်းစဉ်လေးကအစားစိတ်ဝင်စားဖို့လည်းကောင်းတယ်ချစ်ဖို့လည်းကောင်းတယ်လို့ပေါ့နော်။စာကိုမဖတ်ရသေးတာတော့မှပဲဒီဘာရဲလို့ပြောလို့မရတဲ့ဒီတစ်ခုခုကိုပေါ့နော်။လွမ်းစုမိသွားတဲ့ခန်းစားချက်ကလေးကိုရစေတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ဒီစာအုပ်ကိုရှုံးပြန်ဖတ်နေတာဆိုလို့ရှိရင်3ခါရှိပြီ။နောက်ထပ်လည်းထပ်ပြီးတော့ပြန်ဖတ်ပြမဲ့စာအုပ်တွေစရင်ထဲမှာထိတ်ဆုံးကနေပါပါတယ်။ယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ကြားမှာထားရှိကြတဲ့မေတ္တာတွေဆိုတာကဘလို့တတ်မှုမှမရှိဘူး။ဖြူစင်တဲ့မေတ္တာဟာမေတ္တာအတိုင်းတန့်ရှင်းနေစေပဲဆိုတာကိုစိတ်ရဲ့ပေါ့နော်အလိုဆန္ဒတွေကိုစန့်ကျင်ပြီးတော့တက်တည်ပြသွားခဲ့တဲ့ဒီဝတ္ထုတွေကအင်ဂျင်ဝီဆိုတဲ့ဇက်ဆောင်နဲ့ပတ်သက်လို့စာဖတ်သူတွေအချင်းချင်းကြားထဲမှာပေါ့နော်ပြောစရာတွေဝေဖန်စရာတွေအများကြီးဖြစ်စေခဲ့တဲ့စာလေးတစ်အုပ်ပါတစ်ဖက်မှာကျတော့သူရဲ့မမပေါ့နော်အင်ဂျင်ဝီရဲ့မြစ်တာတွေကိုအချစ်လို့ခေါင်းစဉ်တက်ပြီးမမကြောင့်နဲ့မဖတ်ချင်တဲ့စာတွေကိုကြိတ်မိတ်ဖတ်ခဲ့ရမမမျက်နှာလေးမြင်ရဖို့ဆိုပြီးမမရှိတဲ့လမ်းတွေကပွဲရုံတွေမှာအလုပ်တွေလုပ်ခဲ့ရတဲ့နောက်ဆုံးအချိန်ပေါ့နော်မမကလာဗန်ဒါပန်းကိုကြိုက်တာမို့ဒီလာဗန်ဒါရနက်နဲ့ရင်မွေးကိုထုတ်ပေးနိုင်မှုအတွက်ဆိုပြီးတော့ဒီရနက်ကွထုံးပညာရှင်ဖြစ်ဖို့ကြိုးစားခဲ့တဲ့မောင်သက်ဝေဆိုတဲ့ကောင်လေးတစ်ယောက်ကြောင့်ကတော့မပြောလို့မဖြစ်တဲ့ character တွေတည်းတစ်ခုပါပဲတစ်ဖက်ကအချစ်ကိုလက်ခံရယူဖို့အစဉ်သစ်ဖြစ်နေတဲ့အချိန်တစ်ဖက်မှာကျတော့ပေါ့နော်မေတ္တာဟာမေတ္တာတက်အချစ်နဲ့မတူဘူးဆိုပြီးတော့ဒီကန့်သက်ချက်တွေတခြားသူတွေရဲ့အထင်အမြင်တွေကြားထဲမှာကိုဖြစ်ချင်တဲ့ကိုရဲ့ဆန္ဒကိုပိတ်လှောင်ထားတဲ့ဆက်ဆောင်2ယောက်တို့ရဲ့ကြားထဲကအားပြိုင်မှုတွေပေါ့နော်အဲ့ဒီအားပြိုင်မှုတွေကြားထဲမှာရှင်တို့တွေပြများကြရမယ်စာအုပ်လေးတစ်အုပ်ပါပဲနောက်ပြီးဒီစာအုပ်လေးထဲမှာပါတဲ့ဆရာမထည့်ရေးထားတဲ့ကြပြစာပိုက်လေးအတိုင်းပဲပေါ့နော်ပစိုးဖြူမှန်ကူကွက်မနဲ့လဲချုံညလဲချုံနေရဲ့နဲ့လွမ်းနေချင်းမိနဲ့မောင်မမနဲ့လဲစုံညလဲစုံနေရဲ့နဲ့လွမ်းနေချင်းမမဘက်ကစကားလေးတစ်ခွန်ဟားလိုက်တာနဲ့နှိစက်သွားမယ်ဘဝနှစ်ခုမှာဖြစ်ချင်တဲ့အတိုင်းလိုက်ရုံလို့မရတဲ့အခါတွေနဲ့ကြုံလာတော့ဘဝတွေကစုံနေတော့လဲဝင်းမြဲဝီစဲဖြစ်နေစေပါပဲခေါင်းစဉ်လေးအတိုင်းမဖတ်ခင်အချိန်ကလေးကလည်းကြိုပြီးတော့လွမ်းရတယ်ဖတ်နေရင်းနဲ့လည်းဒီတတနဲ့လွမ်းနေရတယ်လို့ဖတ်ပြီးသွားတဲ့အခါကျတော့ပို့ပြီးတော့တော့ပေါ့နော်အတိုးချဲ့ပြီးလွမ်းရတယ်ဇက်ဆောင်2ယောက်လုံးရဲ့နေရာကနေဝင်ပြီးတော့သူတို့ရဲ့ကိုစားလွမ်းရတယ်လို့ခံစားရတဲ့စာအုပ်လေးတစ်အုပ်ဖြစ်တယ်ဆိုတော့မဖတ်ရသေးတဲ့သူတွေရှိရင်လည်းရှုံးကားပေါ့နော်အများကြီးညွှန်ဆိုပေးချင်ပါတယ်ကဲဒီနေ့ကတော့ဒီလောက်ပါပဲနောက်ထပ် review အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်နားဆင်ပေးခဲ့ကြတဲ့စာဖတ်ပရိသတ်တို့ဦးချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲတာယာသွန်းသည့်ရင်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်